ဒီကြေးရွာမှာအခုလိုမျိုးယောဂဆန်တစ်မျိုးကြောင့်အမျိုးသားတွေကြီးရွေးပြီးတော့ကွယ်လွန်တိမ်းမနေကြရတယ်။ဒီယောဂမျိုးသမီးတွေရဲ့ဘဝကအတော်လေးကိုစိုးရတဲ့ကံကြမ္မာတွေနဲ့မိတ်ဆွေဖွဲ့ထားတယ်လို့ပြောရမလို့ပါပဲ။ဒီယောဂမျိုးသမီးအရေးကျွတ်တရားမှာ90လောက်ကမဟုတ်ဆိုးမတွေဖြစ်နေကြပါတယ်။ဒီလိုမဟုတ်ဆိုးမတွေဖြစ်နေကြပေမဲ့ဘဝကလွယ်လွယ်ကူကူနဲ့ရှင်သန်ဖြတ်သန်းနေရတာတော့မဟုတ်ပါဘူး။တချို့သောမဟုတ်ဆိုးမတွေကသားသမီး9ယောက်လောက်နဲ့ကျန်ရင်နေတတ်ကြပါတယ်။တချို့တွေဆိုရင်သားသမီး4ယောက်လောက်နဲ့ကျန်ရင်ခဲ့ကြတာပါ။ဒီလိုဘဝပြီးကုသိုလ်ကံတွေကြားတဲ့ကပဲဒီအမျိုးသမီးတွေကထမင်းနဲ့မမို့အတွက်တောင်မှခက်ခက်ခဲခဲနဲ့ရုန်းကန်နေကြရပါတယ်။ဒီအမျိုးသမီးတွေကဘယ်ရက်ဘယ်ဒေသမှာနေထိုင်ကြတာလဲ။ဘာဖြစ်လို့သူတို့ရဲ့ခင်မွန်းတွေတွေကသားသမီးတွေအများကြီးနဲ့သူတို့ကိုထားရပြီးတော့ဘဝတစ်ပါးကိုကူးပြောင်းရောက်ရှိသွားခဲ့ကြတာလေ။ကျင်းကျက်အမျိုးသမီးတွေကရောကလေးတွေတတိုက်ကြီးနဲ့ဘလို့လောက်ကင်စားတော့နေကြတယ်လဲစတဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားကြတဲ့ပရိသတ်တို့အနေနဲ့ဗီဒီယိုလေးကိုအဆုံးထိအတူတူလိုက်ပါကြည့်ရှုပေးပါအောင်နော်။ကျမတို့ရဲ့ page ကနေပြီးတော့အခုလိုမျိုးကမ္ဘာတလွှားကထူးခြားဆန်းပြတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ခန်းစားလေးလာကြည့်ရှုခြင်းနဲ့ပရိသတ်တို့အနေနဲ့ကတော့ကျမတို့ရဲ့ page လေးကို like and follow လေးပြုလုပ်ထားကြဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းလေးသတင်းစကားပါလိုက်ရပါတယ်။ကဲဒါဆိုရင်ဗီဒီယိုလေးကိုပြန်ဆက်လိုက်ရအောင်ပါ။ဒီနေရာကတော့အိန္ဒိယနိုင်ငံ Rajasthan ပြည်နယ်တနေရာကကြောက်ထုတ်လုပ်ရေးမိုင်းတွင်းတစ်ခုအနီးမှာတည်ရှိပါတယ်။မိုင်းတွင်းကြီးကတဲကြောက်တွေကိုအဓိကတူးဖော်ကြတာပါ။ဒီမိုင်းတွင်းကြီးကဘယ်လောက်ထိတောင်ကြီးကျယ်တယ်လဲဆိုရင်အိန္ဒိယတနိုင်ငံကတဲကြောက်ထုတ်လုပ်မှုစုစုပေါင်းရဲ့80%ကိုဒီကြောက်မိုင်းကြီးကနေထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ဒီကြောက်မိုင်းတွင်းကြီးကနေထွက်ရှိတဲ့တဲကြောက်တွေကအရေးသွေးလက်ကောင်းလာတာမို့ UK နဲ့ဂျာမနီနိုင်ငံတို့အထိတောင်မှတင်ပို့နေရပါတယ်။ဒါကြောင့်ဒီရွာသားတွေဟာဒီမိုင်းတွင်းကြီးကိုမိခိုပြီးတော့လောက်ကင်စားတောက်နေကြရပါတယ်။အိမ်တိုင်းစေးကအိမ်မှာရှိသမျှလူအကုန်လုံးဒီမိုင်းတွင်းကြီးမှာအလုပ်လာဆင်းကြပါတယ်။အမျိုးသမီးအများစုကတော့ကျူလေးတွေစိုးလေးတွေယူပြီးတော့မိုင်းတွင်းတွေကနေထွက်ရှိတဲ့ကြောက်တုံးတွေကမညီညာတဲ့ကြောက်တုံးတွေကိုညီညာအောင်ထုခွဲကြပါတယ်။ဒီလိုထုခွဲပြီးလို့ရရှိလာတဲ့ကြောက်တုံးညီညာလေးတွေကိုအမျိုးသားတွေကကားပေါ်တင်ကြရပါတယ်။ကြောက်တုံးတွေကိုညီညာအောင်ထုခွဲရတဲ့အလုပ်နဲ့တည်ယူရတဲ့အလုပ်တွေကိုကလေးငယ်လေးတွေကလည်းပေါဝင်ကူညီလှုပ်ဆောင်ပေးကြပါတယ်။ဒီရွာသားတွေကလည်းနေ့စဉ်ဝင်ဝင်ရတဲ့ကြောက်မိုင်းတွေကအလုပ်တွေကိုပဲအဓိကလှုပ်ဆောင်လာကြပြီးတခြားအလုပ်တွေတောင်မှမလုပ်ကြတော့ပါဘူးရှင်။အစကတော့မိုင်းတွန်းသားမှာဒီရွာမရှိခဲ့ပါဘူး။မိုင်းတွန်းကျူးဖော်ရေးတွေလှုပ်ဆောင်ပြီးတော့မှသာရွှေပြောင်းလုပ်သားတွေအနေနဲ့တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်ရှိလာကြပြီးတော့တဖြည်းဖြည်းနဲ့များပြားလာကြကအခြေချနေထိုင်ရင်းနဲ့ရွာကြီးတရွာတောင်ဖြစ်လာခဲ့ပါတယ်။မိုင်းတွန်းဖြစ်တာကြောင့်အရေးအဝတ်ကောင်းကောင်းလည်းမရှိပါဘူး။တဲကြောက်တုံးကပူအပေါ်ကနေကပူနဲ့တကယ်ကိုလောကငယ်ထဲမှာရုန်းကန်လှုပ်ရှားပြီးတော့အသက်မွေးကြောင်ပြူစားရပါတယ်။တဏီကုံတူနဲ့စုပ်ကိုင်းပြီးကြောက်ထုနေရတာကြောင့်လက်ချောင်းတွေကလည်းတစုံတစ်ခုကိုစုပ်ကိုင်းမှုတောင်အခက်အခဲရှိလာတဲ့အထိနာကျင်လာရပါတယ်။ဒါပေမဲ့ဝိုင်းကိုဖြစ်ရှင်မှုအတွက်ဒီရွာသားတွေကတရက်ပြီးတော့တရက်ဒီလိုနဲ့ပဲအားကျင်းပြီးတော့ဖြတ်ကျော်နေကြရပါတယ်။ဒီလိုတန်တွေကြောင့်ပဲတချို့ဆိုရင်ဖျားနာလာကြပါတယ်။ဖျားနာလာရင်စီကူတောက်ဖို့အတွက်အလုတ်သမားခေါင်းတန်ဆင်းသွားပေးရပါတယ်။နေ့စဉ်နေ့တိုင်းကြောက်မုံနေဖုံမုံတွေကိုပဲရှူရှိုက်နေရတာကြောင့်သူတို့ရဲ့ကျန်းမာရေးကဆူဆူဝါးပဲဖြစ်လာကြပါတယ်။ဒါပြင်တဲကြောက်တုံးထဲမှာပါတဲ့ဆီလီကာဖုံမုံတွေကြောင့်မိုင်းနှုတ်လောက်သားတွေအားဆိုရင်တော့ဆီလီကိုစစ်လို့ခေါ်တဲ့ယောဂတစ်မျိုးဖြစ်လာကြပါတယ်။ဆီလီကိုစစ်ယောဂအကြောင်းအနည်းငယ်လောက်ရှင်းပြရမယ်ဆိုရင်တော့အများသောအားဖြင့်ပုံဆောင်ခဲတွေဖြစ်နေကြတဲ့ဆီလီကာဖုံမုံတွေကိုရှူရှိုက်မရကနေဖြစ်ပေါ်လာတဲ့နာတာရှိအဆုပ်ယောဂတစ်မျိုးပဲဖြစ်ပါတယ်။ဆီလီကောဆိုတာကတော့တချို့သောကြောက်သဲနဲ့ရွှင်စေးအမျိုးအစားတွေမှာသဘောဝတိုင်းပါဝင်နေတာကိုတွေ့ရှိရတဲ့အရာဖြစ်ပြီးတော့ဒီမိုင်းတွင်းကတဲကြောက်တွေမှာလည်းဆီလီကာchấtတွေအများကြီးပါဝင်နေပါတယ်။ဒါကြောင့်မိုင်းတွင်းလောက်သားတွေဟာဒီဆီလီကာအမှုန့်တွေကိုနေ့စဉ်ရှူရှိုက်ရတာကြောင့်အချိန်ကြာလာတဲ့ခါမှာတော့ဆီလီကိုစစ်ယောဂဖြစ်လာခဲ့ကြပါတယ်။ဒါကြောင့်မိုင်းတွင်းကျူးဖော်ရေးတွေကိုအဓိကလောက်ကင်ကြတဲ့ယောက်ျားသားတွေအကုန်လုံးဒီပါတယောက်ပြီးတယောက်ဆီလီကိုစစ်ယောဂနဲ့တည်ဆုံကုန်ကြပြီးတော့ဒီဝါလုံးဒီပါမုတ်ဆိုးမအဖြစ်ကျန်နေခဲ့ကြရတာဖြစ်ပါတယ်။ကလေးတွေနဲ့မိန်းမတွေကတော့မိုင်းတွင်းတွေကအမှုန့်တွေကိုဓာတ်ရိုက်ထိတွေ့ရခြင်းသိပ်ပြီးတော့မရှိတော့တာကြောင့်အမျိုးသားတွေချက်တော့ပို့ပြီးတော့သက်ဆိုးရှိကြပါတယ်။ဒါပေမဲ့တကွေတန်ရှင်းရေးကသိပ်ပြီးတော့အရေးကြီးပါတယ်ရှင်။ဒီလိုမိုင်းတွင်းထဲမှာသာနှစ်ပေါင်းများစွာရှင်သန်နေထိုင်လာခဲ့ကြတဲ့မိုင်းတွင်းလောက်သားတွေအနေနဲ့ကတကွေတန်ရှင်းမှုနဲ့ပတ်သက်တဲ့ဘူးတူတာတွေမရှိကြပါဘူး။ဒါကြောင့်အမျိုးသားတွေလောက်သက်ဆိုးမရှိကြပေမဲ့ဒီမုံဆိုးမတွေရဲ့တက်တန်းကတော့ပြင်းပြလူတက်တန်းထက်တောင်မှတိုးတောင်းကြပါတယ်။ဒီမိုင်းတွင်းကြီးကိုမိကိုလောက်ကင်နေကြတဲ့လောက်သားအရေးအတွက်ကနှစ်တန်းခွက်လောက်အထိတောင်မှရှိလိမ့်မယ်လို့လည်းခန့်မှန်းထားကြပါတယ်။အခုလိုမျိုးအသက်အန္တရာယ်နဲ့အနီးကပ်စွာနေထိုင်ပြီးတော့ဘဝတစ်ခုလုံးရင်းနှီးလောက်ကင်နေကြပေမဲ့မိုင်းတွင်းလောက်သားတွေရဲ့လူနေမှုဘဝကတိုးတက်မလာသလိုအခုလိုမျိုးယောဂဆိုးတစ်မျိုးကြောင့်လူသက်တမ်းစစ်အောင်ကြောင့်မနေရပဲစောစောစီစီပဲကျွလွန်နေချရတာလည်းဖြစ်ပါတယ်ရှင်။ဒါကအိန္ဒိယနိုင်ငံကဖြစ်ရမှန်ဖြစ်ပျက်တစ်ခုပါနော်။ဒါပေမဲ့ကျမတို့ရှင်သန်နေထိုင်ရကမ္ဘာကြီးတစ်ခုလုံးကိုနာနာကျင်ကျင်နဲ့ကိုစားပြုနေတဲ့လူနေမှုဘဝပုံရိပ်တွေလည်းဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။